ကျမရဲ့ဘဝအကြောင်းလေးကိုပြောပြခြင်းပါတယ်သားသမီးဆိုတာမိဘတစ်ယောက်ကသားသမီး10ယောက်ကိုလှုပ်ကြွေးနိုင်ပါတယ်သားသမီး10ယောက်ကမိဘတစ်ယောက်ကိုလှုပ်မကြွေးနိုင်ပါဘူးဟုတ်တယ်မျိုးစိမမှန်ပင်မတန်းဆိုတဲ့စကားပုံကအခုတော့မှားသွားပါနေပါတော့ကျမတို့မှာမျိုးစိတွေမှားအောင်လို့အပင်တွေပြောပြီးဘဝတွေကိုပေးဆက်ပြီးမလေးရှားအောင်သွားကြရပါတယ်ဟုတ်တယ်ဒါပေမဲ့သားသမီးတွေ10ရာနဲ့အောင်ဘော်ရာတွေထားခဲ့တယ်ဟုတ်တယ်သားသမီးတွေအဝေးတနေဟာရောက်တဲ့အခါကျတော့ဟုတ်တယ်မှန်တယ်အဖေတို့အမေတို့ပဲဖုံးဆက်ရင်ပတ်စံနဲ့ကျမရှင်ထဲမှာအနာဆုံးမှာပဲကျမရင်ထဲမှာတကယ်အနာဆုံးမှာဒုက္ခလာတဲ့နေအပြစ်ကျမအစမတက်ခဲ့ပါဘူးဟုတ်တယ်သားသမီးတွေကိုကျမဘဝမျိုးရောက်မှဆိုလို့လမ်းဘေးမှာဈေးရောက်ပြီတနေ့ကို350နဲ့ကျမဘော်ရာထားခဲ့ရပါတယ်ဟုတ်တယ်သားသမီးတွေကိုကိုယ်ပိုင်ညောင်းနေထားခဲ့တယ်ဟုတ်တယ်အခုသားသမီးတွေနိုင်ငံခြားကိုရောက်တဲ့အခါကျတော့ဟုတ်တယ်အမေတို့ကဖုံးမဆက်နဲ့အမေတို့ဖုံးဆက်မကင်ကျင်တာအဲ့ဒါတွေပဲဆိုတော့ရှင်ထဲမှာနာကျင်လွန်လို့မှာကောင်းလိုက်တဲ့ကန်တတ်ကွာမလေးရှားမှာကျမတို့အောက်လန်းနေပြီးဘဝကိုပေးဆက်ပြီးသွားခဲ့တော့မလေးရှားမှာအလုပ်လုပ်တယ်လာစားထောက်ခံနေကြရင်အမေသားတို့မဟုတ်စားခြင်းလို့သားမွေးနေလေရောက်လို့သမီးတို့ကိုပဲဖြစ်လို့အလုံးမလုံးဝလို့ဟောပဲကြည့်တာဘလို့မှမသိဘူးကျမမလာစားထုံးရင်ငါသမီးလေးကိုငါသားလေးကိုဆိုပြီးဘဝတွေပေးဆက်ပြီးပေးခဲ့ရတာတွေအခုတော့ကျမမယောဂဖြစ်လို့မလုံးနိုင်တော့ရင်အနာဆုံးပါဟုတ်တယ်ကွာတော်လိုက်တာမိဘသားသမီး10ယောက်ကိုလှုပ်ကြွေးနိုင်ပါတယ်မိဘတစ်ယောက်ကိုသားသမီး10ယောက်ကလှုပ်မကြွေးနိုင်ပါဘူးတကယ်ဒုက္ခနာချက်ကိုတင်ပြနေတာကျမပြောရမယ်ဆိုရင်တော့အများကြီးပါပဲကျမအမျိုးသားလဲဘဝတွေပေးဆက်ခဲ့ရတယ်ဗိုက်တွေကွက်ဥတွေပြကျမတို့တွေတော်လန်းနေပြန်ပြီးအပြန်ညစီရန်လျှောက်ခဲ့ရပါတယ်ကျမလက်ဆိုရင်ဒီမှာမြန်မာနိုင်ငံသွားတော့အကောင်းမှာအကျော်တွေအသားတွေကိုဒီဇိုင်းဆက်ပြီးဘဝတွေပေးဆက်ပြီးသားသမီးတွေပညာတတ်ဖြစ်အောင်သင်ခဲ့ပါအမေရဲ့တာတရုတ်စပီကင်တက်ချင်လို့ပါဆိုရော့10သိန်းတာကိုပိုင်ညောင်းဘော်ရာပြန်တက်ချင်လို့ပါဆိုတက်အခု10ရာနဲ့အောင်လို့ကျမတို့မလုံနိုင်တဲ့ဘဝကြတော့ကျမရင်နေအနာဆုံးမှာကျမရင်နေအနာဆုံးညမလွန်နေ